ဇလန်လေးရဲ့စမှာတော့ဘိုဘိုကသူ့တကယ်ကိုမောင်ကိုစစ်စကန်ရောက်ပြီဆိုတာပြောလိုက်ပြီးတော့အဲ့ဒီနေရာကဗိုလ်ချုပ်လှမြင့်နဲ့တွားတွေ့ပါတယ်ကိုမောင်ကစစ်ပြန်သူရဲကောင်းဖြစ်ပြီးအခုချိန်မှာအနားယူထားပေမဲ့နောက်ွယ်ကနေပတ်သက်နေသေးပါပဲဘိုဘိုကကိုမောင်မိမမြနဲ့တားလေးစီသူတို့ကိုစောင့်ရှောက်ရင်းနဲ့အပြေးမှနေပါတယ်မြကကိုမောင်ကိုတွေ့ဖို့လှဲပေါ်ကနေဆင်းလိုက်ပြီးရွက်ပြင်တဲကနေထွက်လာတဲ့ကိုမောင်ကိုမြင်တာကြောင့်အဆောင်ကိုပြောပြီးအထဲဝင်လိုက်ပါတယ်အဲ့ဒီချိန်မှာကိုမောင်ခြေထောက်ကိုလှုပ်ကြံသူတယောက်ကတနက်နဲ့ပြစ်လိုက်ပြီးရုတ်တဲဖြစ်သွားတာကြောင့်ကစီသူစီသွားတနက်နဲ့ပြစ်ခံလိုက်ရပါတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာကြာမှာစီသူကအရွယ်ရောက်လာပါတယ်ကိုမောင်တို့အိမ်မှာအင်ကူလုံသမားများစွာရှိပြီးလှရီကတယောက်ပါဝင်ဖြစ်ပါတယ်တကယ်တော့လှရီကတခြားအင်ကူလူမျိုးနေထိုင်ခဲ့ပေမဲ့ကိုမောင်တို့ဖွဲ့စည်းထားတဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တဦးဖြစ်ပါတယ်စီသူနဲ့ဘူဘိုကတိုက်ခိုက်ရေးလေးကျနေချိန်မှာလှရီကအပေါ်ထက်ကတနက်နဲ့ဘူဘိုလက်ကမှတ်တံကိုလှမ်းပစ်လိုက်ပြီးအခုခေတ်မှာတနက်နဲ့ပဲအနိုင်ယူတော့တယ်လို့ပြောပါတယ်တရက်မှာတော့ကိုမောင်တို့သားဖနှစ်ယောက်လုံးအချုပ်ဆိုင်ကိုသွားကြပြီးစီသူအတွက်အင်ကြီးရွေးပါတယ်စီသူကဒီလိုဝစ်စုံနေစားအမဲလန်းဝစ်စုံလိုမျိုးပဲဝစ်ချင်နေပြီးသူဒီရွယ်ရောက်တဲ့အထိကိုမောင်ရဲ့အနားမှာအမြဲနေရတာကိုမလုပ်ချင်ပဲသူ့ကိုယ်ပိုင်ဘဝကိုဖန်တီးခွင့်ပေးဖို့ကိုမောင်ကိုတောင်းဆိုပါတယ်ကိုမောင်ကလည်းလူကြီးလူကောင်းဆိုတာရက်ဆက်ကြမ်းကြုတ်တဲ့သူတွေအဖြစ်ကလာတာဖြစ်လို့သူ့သားကိုအဲ့ဒီလိုမဖြစ်စေချင်ဘူးလို့ပြောပြပါတယ်ဆိုင်ကပြန်တော့မဲ့အချိန်မှာဗိုလ်ချုပ်လှမြင့်နဲ့တွေ့ပြီးကိုမောင်ကိုအကူအညီတောင်းတာကြောင့်ကိုမောင်ကစွန့်စားခြင်းနဲ့သူ့သားနဲ့အတူလုပ်ဖို့ဆုံးဖြတ်ပါတယ်ဒီတောင်ပေါ်မှာလျှို့ဝှက်အဖွဲ့အစည်းရှိပြီးသူတို့ကကဘာကြီးကိုပြောင်းလဲဖို့ဆိုပြီးစစ်ပွဲတွေဖန်တီးပါတယ်ခေါင်းဆောင်တိုးထင်းကအဖွဲ့ဝင်တွေကိုအထဲမှာအစိတ်ပြင်းထည့်ထားတဲ့လက်စွပ်တကွဲစီနဲ့လက်စွပ်ထိပ်မှာလိမ့်ဆန်ပုံနဲ့ခွဲခြားထားပါတယ်တိုးထင်းကသူ့လူတွေကိုဆက်လုပ်ရမယ်အစီအစဉ်တွေကိုညွှန်ကြားပါတယ်ကိုမောင်တို့သားဖကလှမြင့်ပြောတဲ့ဘရင်ဦးနိုင်စီသွားပြီးကာကွယ်စောင့်ရှောက်တာကိုဦးနိုင်ကအပိုလုပ်တယ်ထင်ပါတယ်မကြခင်သူတို့ရင်တန်းကိုတိုးထိန်အဖွဲ့ဝင်ကဘုံလန့်ပစ်တာကိုစီသူကထီးနဲ့ကောက်ရိုက်လိုက်ပြီးလွှဲလိုက်တာနောက်တန်းရင်ပျက်စီးသွားပါတယ်ကိုမောင်လည်းဘရင်ဦးနိုင်ပါတဲ့ရင်ကိုအမြန်မောင်းခိုင်းလိုက်ပြီးတွေ့ဆုံပွဲကိုသွားပါတယ်အန်ဒီရီရှိလာတဲ့ကိုမောင်ကစီသူကိုအိမ်ပြန်ဖို့စီစဉ်ခိုင်းပေမဲ့စီသူကမပြန်ချင်တာကြောင့်တိတ်တဆိတ်ပဲနေပါတယ်တိုးထိန်အဖွဲ့ဝင်လည်းသူ့ကိစ္စမအောင်မြင်တာကြောင့်တတ်တယ်မဲ့လို့ဘွဲကပြန်လာတဲ့ဘရင်ဦးနိုင်ကိုမြင်လိုက်တာကြောင့်လက်ထဲကတနတ်ထုတ်ပြီးပြတ်တက်ပါတယ်ကိုမောင်ကပြန်လာတဲ့လမ်းမှာစီသူကိုသူတို့နိုင်ငံရဲ့တမိုင်းကြောင်းပြောပြပြီးသူတို့ဘရင်ဇော်မင်းမှာနောက်ထပ်ညီကိုဘရင်ဇော်ဝင်းနဲ့ဇော်လင်းတို့ရှိကြပြီးတယောက်နဲ့တယောက်အမြဲရန်ထောင်နေတယ်ဆိုတာပြောပြပါတယ်ဘရင်ညီကိုတွေမတည့်တာကိုအခွင့်ကောင်းယူပြီးတိုးထိန်တပည့်တွေကဘရင်ဇော်ဝင်းကိုကြော်ကြီးကတမျိုးဘရင်ဇော်လင်းကိုဆရာကြီးကြောင့်စောင့်ထားတဲ့အောင်ကြီးကတမျိုးလှည့်ပြီးတော့သွေးခွဲတာမို့မကြခင်မှာစစ်ပွဲဖြစ်လာတော့မှဖြစ်ပါတယ်ဇော်ဝင်းနဲ့ဇော်လင်းတို့ကပူးပေါင်းပြီးဇော်မင်းကိုတိုက်ခိုက်ကြတော့မှဖြစ်လို့ကိုမောင်တို့နိုင်ငံလဲစစ်သားစုဆောင်းရေးတွေစခေါ်နေတာကြောင့်စီသူကစစ်သားဖြစ်နေဝင်ကျင်ပေမဲ့ကိုမောင်ကတော့ခွင့်မပြုပါဘူးအောင်ကြီးကသူထဲထားတဲ့အစိတ်ကိုဇော်လင်းသားကိုစားခိုက်လိုက်ပြီးကလေးကိုယောဂကုပေးဖို့ဇော်လင်းကိုစစ်ပွဲကနေထွက်ခိုင်းပါတယ်ဇော်လင်းဘက်မှာရှိတဲ့စီသူတငယ်ချင်းအောင်ကြီးကဇော်လင်းကိုထိန်းချုပ်ထားပြီးဘင်းကိုပါကျွေးထားတဲ့အကြောင်းလမ်းပြောပါတယ်လှမြင့်တို့ကဇော်လင်းရှိရာကိုလိုက်သွားပြီးတော့ဖြည့်ရှင်းမှာကိုစီသူကတူလိုက်ချင်တယ်ဆိုပြီးတောင်းဆိုတာကိုမောင်ကကြားသွားပြီးကန့်ကွက်ပါတယ်လှမြင့်နဲ့သူ့လက်ထောက်မော်ကြီးတို့ရုရှားကိုသွားနေချိန်မှာလှမြင့်ကသူ့စီရောက်တဲ့စာတွေကိုဖတ်နေတော့ဒုံးကြီးတစ်စင်းလာပြီးလှမြင့်တို့တင်းမောကိုဖောက်ခွဲပစ်ပါတယ်စီသူလည်းလှမြင့်တေးသွားတာတွေ့ပြီးမခံမရက်နိုင်ဖြစ်နေတာကြောင့်ကိုမောင်လည်းဒီတခါတော့စီသူကိုသူ့ရဲ့လျှို့ဝှက်နေရာကိုခေါ်လာပါတယ်တကယ်တော့ကိုမောင်ကနိုင်ငံရေးနဲ့ပတ်သက်ပြီးမပါဝင်ခြင်းဘူးလို့နာမည်ကြီးတာကြောင့်ဘယ်သူမှမသိပဲတိတ်တဆိတ်ဝင်ပါနိုင်တဲ့အကြောင်းနဲ့သူတို့အဖွဲ့ကကွန်ရက်ကြီးတစ်ခုတိစောက်ထားပြီးစောင့်ကြည့်နေတယ်ဆိုတာစီသူကိုပြောပြပါတယ်ဘရင်ဦးနိုင်တေတုံးကလှုပ်ကြံတဲ့သူ့မှာလက်စွပ်တကွင်းရှိပြီးဇော်လင်းစီရောက်နေတဲ့အောင်ကြီးစီလည်းပုံစံတူလက်စွပ်ရှိတာကြောင့်အောင်ကြီးကိုစစ်မေးဖို့တွားရမယ်လို့ကိုမောင်ကပြောပါတယ်လှရီကသူစုံစမ်းရသမျှအောင်ကြီးကြိုက်တဲ့အကြောင်းတွေကိုကိုမောင်တို့ကိုပြောပြပါတယ်အောင်ကြီးကမုတ်ချိုတွေကြိုက်တဲ့အပြင်ကောင်လေးချောလေးတွေကိုလည်းကြိုက်တတ်တာမို့စီသူနဲ့မျှဖို့စီစဉ်ပါတယ်ကိုမောင်နဲ့ဇော်လင်းနန်းတော်ရဲ့ညသာစားပွဲမှာကောင်မလေးတွေခြံရံလာတဲ့အောင်ကြီးကိုတွေ့ပါတယ်အောင်ကြီးကလာတဲ့ဧည့်သည်တွေကိုကြည့်ပြီးကိုမောင်တို့သားဖကိုတတိထားမိသွားပြီးစီသူကိုသဘောကျတဲ့မျက်လုံးနဲ့ကြည့်ပါတယ်စီသူကအောင်ကြီးနဲ့ရင်းနှီးအောင်စကားတွေပြောပြီးစေးရုံကြည့်ပေမဲ့ကိုမောင်နဲ့နေရာလဲထိုင်ဖို့ပြောပါတယ်အောင်ကြီးကကြည်စံမှန်ထားတဲ့ကိုမောင်ခြေထောက်ကိုကူပေးမယ်ပြောပြီးအခန်းထဲကိုခေါ်လာပါတယ်ကိုမောင်ပေါ်ပေါင်းမိချုပ်ခန်းလိုက်တာလှရီဖို့ပြီးတဲ့ကိတ်မို့ကိုအားရပါရစားလိုက်ပါတယ်ကိုမောင်ကိုလည်းစိတ်ညှို့လိုက်ပြီးကြောင်တော်အကွက်တွေထုတ်သုံးပါတယ်စိတ်ညှို့ခံထားရတဲ့ကိုမောင်လည်းဘရင်စော်လင်းကိုတွေ့ကျင်တဲ့အကြောင်းပြောနေတော့မှအောင်ကြီးကသူစားသမျှတွေအံပစ်ပါတယ်အောင်ကြီးကကိုမောင်ကိုအပြင်ဘက်ကရေခဲတဲ့ခြေထောက်စိန်ခိုင်းလိုက်ပြီးကိတ်မုတ်တဲ့အစိတ်ပါတယ်ဆိုတာသိတယ်ပြောပြီးတော့ကိုမောင်ကိုရေနှစ်တက်ပါတယ်အဲ့ဒီချိန်မှာဘိုဘိုနဲ့စီသူရောက်လာပြီးဘိုဘိုကအောင်ကြီးနဲ့ချတော့စီသူကကိုမောင်ကိုတွားခဲ့ပါတယ်ဘိုဘိုကိုအောင်ကြီးကဆေးထိုးလိုက်ပြီးဓာတ်နဲ့ခုတ်မဲ့လို့စီသူကဓာတ်ကိုတနက်နဲ့ပစ်ပါတယ်အောင်ကြီးကစီသူစီလာပြီးသူတပြန်ကိုတပြန်ပြန်ချကအောင်ကြီးလက်ချက်နဲ့စီသူတေတော့မဲ့ချိန်မှာအတီတရားပြန်ဝင်လာတဲ့ကိုမောင်ကတိုက်ခိုက်ပြီးတော့အောင်ကြီးကိုရေကန်နဲ့နှစ်ပြီးအဆုံးစီရင်ပေးပါတယ်တားပါးနှစ်ယောက်ဘိုဘိုကကြည့်ပြီးစကားပြောနေတော့အောင်ကြီးကတတ်ဖို့ထက်လာတာကြောင့်လှရီကနှစ်ဖူးတက်တဲ့ကြီးကျွေးလိုက်ပြီးငရဲပို့ပါတယ်တိုးထင်းကသူ့လူတွေအရေးနှိမ့်နေတာကြောင့်စိတ်တူနေတာမို့သူမွေးထားတဲ့စိတ်ကြိုကိုဖျက်လိုက်ပြီးသူ့တပည့်စိုးကြီးကိုလှုပ်လက်စတွေဆက်လုပ်ခိုင်းပါတယ်ကိုမောင်ကစစ်ပွဲတွေရှောင်မဲလို့တစ္ဆာဆိုထားတာကိုချိုးဖောက်မိတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်စီသူ့မွေးနေ့အတွက်ရထားပေါ်မှာလှရီကကိတ်မိုးနဲ့လှုပ်ပေးပြီးချင်းပပေးပါတယ်အသက်ပြည့်သွားတာကြောင့်စီသူကနိုင်ငံတော်အတွက်တာဝန်ကျေးကျင်တာမို့တက်ထဲဝင်ပြီးဆုံးဖြတ်ပါတယ်နိုင်ငံရေးအပြောင်းလဲကြောင့်စစ်ပွဲအတွက်တစ်ဖက်နဲ့တစ်ဖက်လျှို့ဝှက်ဆက်သွယ်ကြတာတွေကိုကိုမောင်တို့အဖွဲ့ကစပိုင်နေစီကတည်င်းနေသိအောင်ယူပါတယ်ပေးပို့တဲ့စာတွေကကုန်နေဖြစ်နေတဲ့အတွက်လှရီကဝက်စာကိုအသေးတန်ဖော်နေချိန်မှာစီသူကလည်းစစ်တပ်တွေရောက်နေပြီးသူလှုပ်ချင်တာတွေလှုပ်ရတဲ့အတွက်ဝမ်းသာနေပါတယ်ခက်ခဲလို့နဲ့ကုတ်ကိုလှရီဖော်နိုင်တဲ့ချိန်မှာစီသူလည်းတင်နန်းပြီးဆုံးသွားပါပြီကုတ်ကိုဖော်နိုင်တဲ့အတွက်ရ
ရန်သူတွေရဲ့အားနည်းချက်လည်းတည်သွားတာမို့ကိုမောင်ကဝမ်းသာနေပါတယ်ကိုမောင်ကသူသိတဲ့သတင်းတွေကိုဗိုလ်ချုပ်တယောက်စီသွားပေးပါတယ်ကိုမောင်တောင်းဆိုတာကြောင့်စီသူကရုံးချုပ်ပြန်ဖို့ခံလိုက်ရလို့ရုံးချုပ်မသွားကျင်တော့တဲ့စီသူကတက်ကြက်တယောက်နဲ့နေရာလဲလိုက်ပြီးသူ့အိမ်သွားခိုင်းပါတယ်ကိုမောင်ကိုစီသူကစာပေးပြီးစီသူကတက်ကြက်နဲ့နေရာလဲပြီးရှေ့တန်းထွက်မယ်ဆိုတဲ့အကြောင်းပို့ပါတယ်ရှေ့တန်းကိုရောက်တာနဲ့ရန်သူတွေနဲ့တိုက်ခတ်ရပြီးသူတို့အလံယူလာတဲ့သူကိုကာပစ်ပေးရတယ်အလံယူလာတဲ့သူကိုရှာဖို့အတွက်ရန်သူနယ်မြေတဲဝင်ဖို့အထက်ကလူရွေးတာစီသူကစရင်ပေးတယ်ညအချိန်မှာရန်သူနယ်တဲကသူတို့လူကိုကဲထုတ်ဖို့သွားတာသူပြစ်ကိုပြင်းနဲ့ရန်သူတွေအများကြီးနဲ့တိုက်ခတ်ရတော့နောက်ဆုံးစီသူတယောက်ထဲသာကြံပါတော့တယ်စီသူလည်းခြေတစ်ပတ်ပြတ်နေတဲ့သူတို့လူကိုတွေ့ပြီးအဲ့ဒီလူကစစ်ပွဲကိုအဆုံးသတ်မဲ့စာကိုယူပြီးပြန်ခိုင်းပေမဲ့စီသူကသူတို့နေရာလို့ပြန်ရမယ်ဆိုတာပြောပြီးမနဲ့အာယုံမှာသူ့ကိုထမ်းပြီးတော့သူတို့စကန်ရှိရာကိုတေးလာပါတယ်ကံကောင်းထောက်မှဆွာနဲ့စီသူကအသက်မသေးပေမဲ့သူခေါ်လာတဲ့သူကတော့တေးသွားပါတယ်စီသူကသူ့နာမည်မပြောချင်တာကြောင့်သူနဲ့လဲထားတဲ့တက်ကြက်နာမည်ကိုပြောလိုက်တာသူ့ကိုစပိုင်းဆိုပြီးတပ်သားတယောက်ကပြစ်တက်ပါတယ်စီသူပို့တဲ့စာကိုကိုမောင်ဖတ်ပြီးတာနဲ့တက်ကြက်ကစီသူကတေးသွားကြောင်းပြောလိုက်တာတားစိတ်နဲ့တက်ရှင်နေတဲ့ကိုမောင်အယုတ်ကျိုးပြတ်သွားပါတယ်ဇော်လင်းကထီးနဲ့ဆွန့်လွတ်လိုက်ပြီဆိုတာကြေညာပါတယ်လှရီကကိုမောင်ကိုစီသူယူလာပေးတဲ့စာကစစ်ပွဲမှာအရေးကြီးတဲ့စာဖြစ်တယ်လို့ပြောပေမဲ့ကိုမောင်ကတော့ဝမ်းနည်းနေပါတယ်တိုးထင်းကိုကြော်ကြီးကသူ့ပို့တဲ့စာကအမေရိကန်သမ္မတစီရောက်တော့မှဖြစ်လို့ဒုက္ခရောက်တော့မယ်ပြောတာကြောင့်တိုးထင်းကသမ္မတအိမ်တော်ကိုသူ့အဖွဲ့ဝင်အေးမီကိုလှုပ်ဖို့ပြောပါတယ်နေတိုင်းတားနဲ့မိမကိုတတိရတဲ့စိတ်နဲ့အရက်ပလင်းနဲ့ခေါင်းဆိုင်နေတဲ့ကိုမောင်ကသူ့အလုပ်ကိစ္စတွေကိုလေ့လူရှုထားပါတယ်သူ့မိတ်ဆွေဗိုလ်ချုပ်ကလာပြီးစစ်ပွဲကြီးမကြခင်ဖြစ်တော်မယ်ဆိုတာပြောပေမဲ့ကိုမောင်ကစိတ်မဝင်စားတာကြောင့်စီသူရတဲ့သူရဲကောင်းတစ်စိတ်ကိုပေးပြီးပြန်သွားပါတယ်အရက်ပဲတောက်နေတဲ့ကိုမောင်ကိုလှရီကစိတ်ပြက်ပြီးစီသူဖြစ်စေခြင်းနဲ့အဖေပုံစံပြောင်းဖို့ပြောလိုက်ပြီးပြွတ်ပြွတ်တွေထားပေးကကိုမောင်လည်းပြောင်းလဲသွားပါတယ်ကိုမောင်လည်းအမေရိကန်သမ္မတကြီးနဲ့တွေ့ဖို့အသွားအတွင်းမှုအေးမီရဲ့ပဝါတွေ့တာနဲ့သူတို့ရန်သူလူဆိုတာရိပ်မိသွားပါတယ်ကိုမောင်ကအေးမီကိုနောက်ွယ်ကနေခေါင်းဆောင်မေးပေမဲ့မဖြေတာကြောင့်လက်ဆက်တတ်လိုက်ရပါတယ်သမ္မတကိုအေးမီကဗီဒီယိုတစ်ခုနဲ့အကြက်ကင်ထားတာဖြစ်လို့ဒီဖလင်သာရရင်စစ်ပွဲမှာပါဝင်ပေးမယ်လို့တမ်မတ်ကပြောပါတယ်ကိုမောင်လည်းအချုပ်ဆိုင်သွားပြီးအေးမီစီကရတဲ့ပဝါရနိုင်တဲ့နေရာကိုမေးပြီးတော့အဲ့ဒီနေရာကိုသွားပါတယ်တောင်ထိပ်ကိုသွားဖို့ကိုမောင်တို့ဖွဲ့လေအစီအစဉ်ဆွဲပြီးခရီးထွက်ပါတယ်ကိုမောင်ကလေထီးနဲ့တိုးထိပ်တောင်ထိပ်ကိုဆင်းပေမဲ့ရောက်ထဲပြုတ်ကျလို့ဖြစ်သွားတာမို့တောင်ပေါ်ရအောင်ပြန်တက်ပါတယ်တိုးထင်းကအေးမီကိုမတွေ့တာကြောင့်ကြော်ကြီးကိုအေးမီကိုရှာဖို့တာဝန်ပေးပါတယ်ကြော်ကြီးကကျိုးဆွဲလေကားနဲ့အောက်ကိုပြန်ဆင်းကိုမောင်ကဝင်လာပြီးအဆောင်နေနဲ့တိုက်ခတ်ပြီးဘိုးဘိုးကိုမီးကြည့်နဲ့အချက်ပြလိုက်တာမို့ဘိုးဘိုးလည်းကိုမောင်ရှိရာနေရာကိုတက်ကူဖြစ်နေရောက်လာပါတယ်ဘိုးဘိုးကအဆောင်ကိုတမပြီးကျိုးလေကားပေါ်ကကြော်ကြီးလည်းအောက်ကိုတစားစီပြုတ်ကျသွားအောင်ဆွဲချပါတယ်အောက်မှာရှိတဲ့လှရီကကြော်ကြီးစီကဖလင်ကိုရသွားပါတယ်ခေါင်းဆောင်တိုးထင်းကိုလည်းတခါတည်းအပြက်ရှင်းကျင်တာမို့ကိုမောင်နဲ့ဘိုးဘိုးတို့တိုးထင်းကိုလိုက်ရှာပြီးအပြန်လည်ပစ်ခတ်ကြပါတယ်တကယ်တော့တိုးထင်းကဗိုလ်ချုပ်လှမြင့်ရဲ့လက်ထောက်မော်ကြီးဖြစ်နေပါတယ်မော်ကြီးနဲ့ကိုမောင်လည်းတယောက်နဲ့တယောက်ဓာတ်စွမ်းရည်တွေပြပြီးတိုက်ခတ်ရင်းနဲ့ဒဏ်ရာရသွားတဲ့မော်ကြီးကကိုမောင်ကိုဘုံနဲ့ပစ်လိုက်တာကြောင့်ဒိုင်းတစ်ခုနဲ့ကာပြီးကိုမောင်လဲကျသွားပါတယ်သူတို့နှစ်ဦးထပ်ပြီးချရင်ရောက်ကန်းစွန်းကိုရောက်သွားပြီးကိုမောင်ကိုတတ်မယ်လို့မော်ကြီးခုတ်ခဲ့တဲ့စိတ်ကဂျိုးနဲ့ထိုးလိုက်တာကြောင့်ကိုမောင်အသက်ဘေးကနေလွတ်သွားပါတယ်ကိုမောင်လည်းမော်ကြီးကိုကြောက်ထဲကနေကန်ချလိုက်တာရန်သူတွေအကုန်ရှင်းသွားပြီးဇလန်လေးပြီးသွားပါတယ်ကဲလူကြီးမင်းတို့လည်းတဆိတ်ရှိရီးစားပဲထားမနေပဲတိုင်းပြည်နဲ့လူမျိုးတွေအလုပ်လေးပါလေးလုပ်ပေးကြပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်